စောင့်ကတ်နဲ့တွဲသုံးတဲ့စတူဒီယိုနှစ်ချက်ကျိုးရှည်တွေဖြစ်ပါတယ်ခင်ဗျာနှစ်ချက်တီးတန်းလူကျင်တဲ့သူတွေဆိုရင်တော့လာပြီးတော့မှာလို့ရပါတယ်ဒါကတော့နှစ်ချက်ကျိုးရှည်တွေဖြစ်ပါတယ်နော်ကျိုးကတော့အရန်ကိုရှည်ပါတယ်နည်းနည်းလေးရှည်တာမဟုတ်ပါဘူးနော်ပပဆက်ဆက်ကိုရှည်ပါတယ်ဟောနှစ်ချက်ကောင်းကတော့ဒါမျိုးလေးဖြစ်ပါတယ်အပြားဖြစ်ပါတယ်နော်ဆီလီကွန်မဟုတ်ပါဘူးနော်အပြားပါဒါကတော့ဆက်မထိုးတဲ့ခေါင်းဖြစ်ပါတယ်ခင်ဗျာကျိုးကတော့အရှည်ကြီးဖြစ်ပါတယ်နော်တရှင်းဆိုတဲ့သူတို့ကတော့ဒီနှစ်ချက်ကတော့လုံးဝကိုရှယ်မိုက်ပါတယ်အတန်ထွက်တဲ့လုံးဝကိုရှယ်ကောင်းပါတယ်ခင်ဗျာနော်နှစ်ချက်တီးတဲ့လူကျင်တဲ့သူတွေဆိုရင်တော့လာမှာလို့ရပါတယ်နှစ်ချက်တွေကအများကြီးဖြစ်ပါတယ်နော်ဈေးနှုန်းပါကိုတစ်ခါတည်းပြပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာကာလာကတော့အမဲရောင်တစ်မျိုးပဲရမှာဖြစ်ပါတယ်နော်ဒါကတော့အမဲရောင်တစ်မျိုးပဲရမှာဖြစ်ပါတယ်နော်စတူဒီယိုနှစ်ချက်ကျိုးအခြေဖြစ်ပါတယ်လူကျင်တဲ့လောက်လာမှာလို့ရပါတယ်ခင်ဗျာနော်ဈေးနှုန်းကတော့ဒီနှစ်ချက်တစ်ချောင်းကို150ဘတ်တည်းဖြစ်ပါတယ်နော်ဈေးနှုန်းကနှစ်ချက်တစ်ချောင်းတည်းကိုနှစ်ချက်တစ်ချောင်းကို150ဘတ်ဖြစ်ပါတယ်ပစ္စည်းကငွေရှင်းပါတယ်ဆိုရင်တော့ပို့ခါ40ဘတ်ထပ်ပြီးရမှာဖြစ်ပါတယ်အကြရင်တော့190ဘတ်ကြပါမယ်ငွေကြိုလွှဲပြီးမှမယ်ဆိုရင်တော့ပို့ခအပြီး150ဘတ်ဖြစ်ပါတယ်ခင်ဗျာနော်မအောင်ခြင်းနေဆိုရင်တော့ဒီတက်ရှက်ပေါက်မှာနံမလိပ်စာဖုန်းနံပါတ်ပြီးမှရပါတယ်ထိုင်းနိုင်ငံနေရာနဲ့ပို့ပေးပါတယ်ခင်ဗျာဒီနေ့မှမနေ့ပြန်ပို့ပေးပါတယ်တပတ်ကဖုန်းကတရက်ရောက်ပါမယ်နော်နှစ်ချက်ကတော့အရန်ကိုမိုက်ပါတယ်အတန်ထွက်တဲ့လုံးဝကို share ပါပဲနော်150ကတော့လုံးဝကိုဝယ်တင်ပါတယ်နော်ပေးရတဲ့ဈေးနဲ့လည်းတန်ပါတယ်ခင်ဗျာနော်150ကလုံးဝကိုဈေးမများပါဘူးနော်ကာလာကတော့အမဲရောင်တစ်မျိုးပဲရမှာဖြစ်ပါတယ်နော်နှစ်ချက်တွေကတော့အများကြီးဖြစ်ပါတယ်ဆက်တလောက်လာမှာလို့ရပါတယ်ခင်ဗျာနှစ်ချက်တွေကိုလည်းမပို့ခင်စမ်းပြီးတော့မှအတန်လာလားမလာလားစမ်းပြီးတော့မှပို့မှာဖြစ်ပါတယ်အဲရောက်ရင်တန်းသုံးရုံပါပဲနော်လက်ထက်ပစ္စည်းရောက်လို့အတန်တွေပိုင်းမလာမှာပြက်နေမှာလည်းစိတ်မပူပါနဲ့ဒီကနေပြီးတော့တခါတည်းစမ်းပြီးတော့မှပို့မှာဖြစ်ပါတယ်ခင်ဗျာနော်မှောက်ခြင်းနဲ့ဆိုရင်တော့ဒီတက်ရှက်ပေါ်မှာနာမည်လိပ်စာဖုန်းနံပါတ်ပေးမှာလို့ရပါတယ်ဈေးနှုန်းလေးတစ်ခေါက်ပြန်ပြောပြပါမယ်နှစ်ချက်တစ်ချောင်းကို150ဘတ်ဖြစ်ပါတယ်ပစ္စည်းရငွေရှင်းမှရင်တော့ပို့ခ40ဘတ်ထပ်ပေးရပါမယ်190ဘတ်ပါပစ္စည်းရငွေရှင်းမှရင်ပို့ခ40ဘတ်ကိုငွေကြိုလွှဲပေးရပါတယ်ပစ္စည်းကို150ဘတ်ကိုပစ္စည်းရပတ်စံရှင်းရပါတယ်ခင်ဗျာငွေကြိုလွှဲပြီးမှမယ်ဆိုရင်တော့150ဘတ်ပို့ခအပြီးဖြစ်ပါတယ်အစိုးဝဒနာရှင်နေဆိုရင်တော့ဒီနှစ်ချက်မျိုးကိုဝယ်ပြီးတော့တိမ့်ထားတင်ပါတယ်နော်ဒီနှစ်ချက်တွေကအမြဲတမ်းမလာပါဘူးဝယ်ချင်တိုင်းနဲ့ဝယ်လို့မရပါဘူးနော်ကာလာကတော့ဒီတစ်မျိုးပဲရှိမှာနော်ကာလာကတော့အမဲရောင်တစ်မျိုးပဲလာမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ